Hello everyone ဒီဘက်မေဟရဲ့ဗီဒီယိုလေးမှာကိုယုံကြည်မှုရှိတဲ့ confidence ရှိတဲ့လူတစ်ယောက်အနေနဲ့ဘယ်လိုနေထိုင်သွားလာရမလဲပြီးတော့အဲ့လိုလေ့ကျင့်ကောင်းနေရအောင်လို့ဘယ်လိုလေ့ကျင့်ယူလို့ရတယ်အဲ့ဒါတွေအားလုံးညီမလေးတို့အတွက်ရှင်းပြချင်ပါတယ်ရှင်ကိုယုံကြည်မှုရှိတဲ့လူတစ်ယောက်အနေနဲ့ဖြစ်ဖို့နံပါတ်1အရေးကြီးဆုံးကိုနေဟန်ထားပဲဘာဖြစ်လို့ကိုနေဟန်ထားလဲဆိုတော့မေဟန်တို့လူတစ်ယောက်နဲ့တစ်ယောက်တွေ့ပြီဆိုရင်3စက္ကန့်နဲ့5စက္ကန့်အတွင်းမှာအဲ့ first impression ဖြစ်တယ်အဲ့လိုအချိန်တို့3စက္ကန့်နဲ့5စက္ကန့်အတွင်းမှာအဲ့ဆိုဘာလို့သတိထားမိလဲ make up ဝတ်ထားရင်ဘယ်လို make up ဝတ်ထားလဲဘာလို့စားတွေဝတ်ထားလဲအဲ့ဒါကိုမဟုတ်ဘူးအဓိကအဲ့လူဘယ်လိုလမ်းလျှောက်လာလဲဘယ်လိုထိုင်နေလဲအဲ့ကိုနေဟန်ထားဖို့အဲ့ဒါကြောင့်မို့အဲ့ကိုနေဟန်ထားအရေးကြီးတယ်ကိုနေဟန်ထားမှန်မှုကအများနဲ့ပခုံးပေါ့ပခုံးကိုဖွင့်ထားပါပခုံးဖွင့်ပြီးတော့မတ်တက်ရက်တဲ့အခါမှာလမ်းလျှောက်တဲ့အခါမှာလဲဒီကြောရိုးပေါ့ကြောရိုးကိုတဲ့မတ်ဖြစ်အောင်အဲ့လိုမျိုးအမြဲတတိထားပြီးတော့အဲ့ဒီအချိန်လေးလုပ်ပေးနောက်ပြီးတော့ထိုင်နေမယ်ဆိုရင်လည်းခုံနေမှာနောက်ကျောမိပါတဲ့ခုံဆိုရင်တက်နိုင်တော့အဲ့နောက်ကျောမိကိုမှီပြီးတော့ထိုင်ပါခုံရဲ့အဖျားလေးမှာပဲထိုင်တာတို့နောက်နားထောင်တဲ့အချိန်မှာလည်းရှေ့ပြားလေးကိုပဲအဖျားလေးကိုကုန်းပြီးနားထောင်တာတို့အဲ့လိုမျိုးမပလုံနဲ့တနေရာမှာထိုင်နေတယ်ဆိုရင်ငါဒီနေရာမှာရောက်နေတယ်ဒီနေရာမှာငါနေရာယူထားတယ်ဆိုတော့အဲ့ဒီ image ပေါအောင်လို့အမြဲတမ်းတဲ့မတ်ထိုင်တဲ့အကျင့်ပေါ့အဲ့ဒါလေးလုပ်ပေးနောက်ပြီးတော့လမ်းလျှောက်တဲ့အချိန်မှာလည်းအဲ့လိုပဲမေဟန် high heels video ထဲမှာပြောသလိုပေါ့လမ်းကိုကားပြီးတော့လျှောက်တာတို့ငုံပြီးတော့အမြဲလျှောက်တာအဲ့လိုမလုပ်နဲ့ခုနပြောသလိုပဲပခုံးဖွင့်ထားပါနောက်ပြီးတော့ဒီမေးစီကိုမြေပြင်နဲ့တပြေးညီပေါ့အဲ့လိုမျိုးအမြဲထားပါနောက်ပြီးတော့မေဟန်တို့ဒီခေတ်မှာနောက်အချင်းတစ်ခုပါရှိတယ်တယောက်တည်းထိုင်နေပြီဆိုဖုန်းသုံးတယ်မလားဖုန်းသုံးပြီဆိုရင်ဘယ်လိုလုပ်တတ်လဲအမြဲတမ်းခေါင်းလေးကိုငုံပြီးတော့ဖုန်းသုံးနေတတ်တယ်အဲ့လိုပေါ့အဲ့လိုမျိုးခေါင်းငုံပြီးဖုန်းသုံးနေတာအဲ့ဒါမျိုးဘာပဲလုပ်လို့ပေါ့အဲ့လိုခေါင်းလေးငုံပြီးလုပ်တတ်တာဘာကိုပြောလဲဆိုတော့ငါ့ကိုလူတွေမမြင်လေကောင်းလေပဲငါဒီညမှာမရှိနေဘူးအဲ့လိုမျိုးကိုနေရာမသွင်းတဲ့ပုံစံမျိုးပေါ့အဲ့ဒါမျိုးပုံစံပေါက်တယ်အဲ့ဒါကြောင့်မို့ဖုန်းသုံးနေရင်တောင်မှကိုယ့်ရဲ့ကိုနေဟန်ထားကိုသတိထားပြီအဲ့လိုငုံပြီးတော့ခေါင်းငုံသုံးတာမဟုတ်ဘဲနဲ့ဒီလိုမျိုးပေါ့မျက်နှာနဲ့ဒဲပုံစံမျိုးအဲ့လိုမျိုးဖုန်းသုံးပြီအဲ့ကြအဲ့ဒါလေးတွေပေါ့အဲ့ဒါလေးတွေကိုသတိထားပြီးဒီပခုံးဖွင့်တာတို့ကြောရိုးကိုတက်မတ်ထားတာတို့ခေါင်းကိုဘယ်လိုထားမလဲကျမကိုနေဟန်ထားမှန်ပြီးတော့ confidence ရှိတဲ့လူရဲ့ image ပေါက်တယ်နောက်ပြီးတော့ဒုတိယတစ်ခုကမျက်လုံးပေါ့မျက်လုံးနဲ့မျက်လုံးရဲ့အကြည့်စကားပြောပြီဆိုရင်ညီမတို့ဖြစ်နိုင်ရင်ကိုပြောနေတဲ့လူရဲ့မျက်လုံးတွေကိုပေါ့အဲ့လိုမျိုးကြည့်ပြီးပြောအဲ့လိုမျိုးဓာတ်ရိုက်မကြည့်ဘဲနဲ့အောက်ကိုပဲငုံကြည့်ပြီးပြောနေမယ်စကားပြောနေတဲ့အချိန်မှာဟိုကြည့်လိုက်ဒီကြည့်လိုက်အနောက်ကိုကြည့်လိုက်အဲ့လိုမျိုးသာလုပ်နေမယ်ဆိုရင်စကားပြောခံရတဲ့လူရဲ့စိတ်ထဲမှာလည်းသူပြောနေတဲ့စကားဒီလူပြောနေတဲ့စကားအရေးမကြီးဘူးဒါမှမဟုတ်ဒီလူကဒါအမှန်ပြောနေတာမဟုတ်ဘူးတခုကိုဖုံးကွယ်ပြီးထားတာငါ့ကိုလည်း attention ပေးမနေဘူးအဲ့လိုမျိုး message တွေဝင်နေအဲ့ကြတော့ဒီမျက်လုံးကိုပေါ့မျက်လုံးကိုကြည့်ပြီးစကားပြောနေတာညီမတို့အဲ့ဒါလေးကျင့်ပေးအဲ့လိုကျင့်ပေးရင်ကိုပြောနေတဲ့စကားကလည်းရိုးရိုးစကားဖြစ်ရင်တောင်မှ eye contact ရှင်အဲ့စကားပိုပြီး powerful ဖြစ်လာတယ်နောက်မျက်လုံးကိုဓာတ်ရိုက်မကြည့်တတ်သေးဘူးဆိုရင်နောက်ဘာလုပ်လို့ရလဲဆိုတော့ဒီမျက်ခုံးနှစ်ခုရဲ့ကြားပေါ့ဒီနေရာအဲ့ဒီနေရာကိုလည်းကြည့်ပြီးပြောပေးအဲ့ဒါကလည်းခုနမျက်လုံးကိုကြည့်ပြီးပြောတာ ਨੇ အတူတူပဲ effect ကနောက်ပြီးတော့လမ်းလျှောက်ရင်ပေါ့လမ်းလျှောက်တဲ့အခါမှာလည်းအဲ့မျက်လုံးအကြည့်ကအရေးကြီးတယ်တနေရာကိုလမ်းလျှောက်သွားနေတယ်ဆိုရင်ဘေးမှာဖြတ်သွားနေတဲ့လူတိုင်းကိုကြည့်နေတာတို့သူကဘလို့လေးလဲဘာလေးလဲလိုက်ငေးကြည့်နေတာတို့ပစ္စည်းတွေကိုအဲ့လိုမျိုးကြည့်နေတာတို့ဒါမှမဟုတ်ခုနမေဟန်ပြောသလိုပေါ့အောက်ကိုအမြဲငုံပြီးရှောင်နေတာလူမမြင်အောင်လို့သူများတွေနဲ့မျက်လုံးချင်းမစုံအောင်လို့အဲ့လိုမျိုးတွေမလုပ်နဲ့ဖြစ်နိုင်ပြီဆိုရင်အဝေးတနေရာကိုအခုတိုက်ရိုက်တဲ့ရှောင်မယ်ဆိုရင်အဝေးတနေရာကိုကြည့်လိုက်ပြီးအဲ့တနေရာကိုပဲကိုယ့်ရဲ့ target လိုမျိုးသဘောထားပြီးတော့အဲ့လိုမျိုးတဖြည်းဖြည်းလမ်းလျှောက်သွားအဲ့ဒီဟာလုံးဝဘေးကကိုဘေးကဖြတ်သွားတဲ့လူတွေတနေရာအခန်းမှာလည်းဝင်သွားပြီဆိုရင်အဲ့လိုလမ်းလျှောက်သွားတဲ့လူရဲ့ပုံစံလုံးဝ confidence ရှိတဲ့လူပေါ့အဲ့ဒါမျိုးကိုလုံးဝချက်ချင်းပုံစံပေါက်တယ်နောက်နံပါတ်3အနေနဲ့အရေးကြီးတာ dress for success အဲ့ဒါဘာလဲဆိုတော့ကိုယ့်ကိုအမြဲတမ်းတက်ရက်နဲ့ပေါ့ presentable ဖြစ်လာအောင်လူတယောက်ကကိုယ့်ကိုမြင်လိုက်တယ်ဆိုရင်တက်ရက်ဖြစ်နေတဲ့ပုံစံမျိုးအဲ့လိုမျိုးဖြစ်အောင်အမြဲနေပါအဲ့ဒီဟာဘာလို့အရေးကြီးလဲဆိုတော့မေဟန်တို့တနေရာသွားမယ်ဟာဒီဟာလမ်းတောင်ပဲသွားတာဒါဒီနားလေးပဲဈေးသွားဝယ်တာဆိုပြီးတော့ဖြစ်ကြတဲ့ဆန်ဖြစ်တယ်လို့ပုံစံမျိုးနဲ့မျက်နှာကလည်းအစီပြန်အင်ကြီးကိုလည်းမတက်မရက်အဲ့လိုမျိုးဝတ်သွားတယ်ဆိုရင်အဲ့လိုမျိုးဝတ်သွားတယ်ဆိုရင်ဘာဖြစ်လဲညီမတို့အမြဲတမ်းကိုယ့်ရဲ့စိတ်ထဲမှာဟာကိုတငယ်ချင်းတွေများမြင်သွားမလားမတွေ့ချင်တဲ့လူတွေများတွေ့မလားအဲ့လိုမျိုးတွေစိုးရိမ်နေတတ်တယ်။နောက်အဲ့လိုစိုးရိမ်နေတဲ့အတိုင်းလည်းဖြစ်တတ်တယ်။အမြဲတမ်းကိုအဲ့လိုမျိုးမတက်မရက်ဝတ်သွားမှာကိုမတွေ့ချင်ဆုံးလူနဲ့အမြဲတမ်းတွေ့တတ်တယ်။အဲ့ကြအဲ့လိုမျိုးတွေစိတ်ပူနေတာနဲ့ပဲကိုကလမ်းလျှောက်တဲ့အချိန်မှာကိုမျက်နှာလေးငုံခေါင်းလေးငုံပြီးသွားတာတို့အမြန်လေးလူမမြင်အောင်လေးလမ်းလျှောက်သွားလိုက်တာတို့အဲ့လိုဖြစ်တယ်အဲ့ကြတော့ဒီ confidence ရှိတဲ့လူရဲ့ပုံစံမျိုးအဲ့ဒါလုံးဝမပေါက်နိုင်ဘူးအဲ့လိုမဖြစ်အောင်လို့အမြဲတမ်းကိုယ့်ရဲ့ comfortable ဖြစ်တဲ့တက်ရဲ့ပုံစံပေါ့အဲ့ဒီပုံစံဘာလဲဆိုတာအဲ့ဒီပုံစံအတိုင်းအမြဲတမ်းနေတချို့လူတွေအတွက်က make up လိမ့်နှာခမ်းနီလိမ့်အဝတ်အစားတက်ရဲ့ဝတ်အဲ့ဒါသူတို့ရဲ့တက်ရဲ့ဆိုတဲ့ comfortable ဖြစ်တဲ့အဲ့ဒီ level ပေါ့တချို့အတွက်ကဒါ eyeliner လေးလိမ့်လိုက်မှာခေါင်းလေးစပင်လေးဖိလိုက်မှာတန်းတယောက်ကိုယ့်ဟာတော့ comfortable ဖြစ်တဲ့ကိုကြိုက်တဲ့ပုံစံမတူဘူးအဲ့ကြတော့ကိုကတက်ရဲ့ဒါငါရဲ့တက်ရဲ့ဖြစ်တဲ့ပုံစံဆိုတဲ့ဟာမျိုးကိုအမြဲတမ်းနေနိုင်အောင်ပေါ့အဲ့ဒါမျိုးလေးလုပ်ပြီးအချိန်မရှိလို့ငါကလေးတွေတစ်ဖက်နဲ့ငါအိမ်အလုပ်တွေတစ်ဖက်နဲ့အဲ့လိုမျိုးအချိန်မရှိဘူးဆိုအဲ့ဒီမျိုး excuse မပေးနဲ့အဲ့ဒီအချိန်မရှိဘူးဆိုတဲ့ကြားကနေပြီးတော့ကျွန်တော်မှ Facebook လေးကြည့်လိုက်တာတို့ Instagram လေးကြည့်လိုက်တာတို့ TV မှာရုပ်ရှင်ကားလေးပြေးကြည့်လိုက်တာတို့လုပ်နေတာ
ကျတော့ကိုယ့်ရဲ့ဒီစိတ်အတွက်အရေးပါတယ် confidence ပေါ့အဲ့လိုမျိုးပုံစံဖြစ်အောင်လို့အဲ့9မိနစ်ကလေးကိုမပေးနိုင်ဘူးလားအဲ့9မိနစ်ကလေးမှာကိုယ့်အတော့ကိုတနခါလေးလိမ့်လိုက်တာတို့စပင်လေးဖိလိုက်တာတို့အင်ကြီးလေးကိုမြန်ပြီးတိုက်ပြီးဝတ်သွားတာတို့အဲ့လိုမျိုးပေါ့နည်းနည်းလေးစူးစမ်းပြီးတော့လှုပ်သွားအဲ့လိုစူးစမ်းပြီးလှုပ်လိုက်တဲ့တော့ကိုယ့်စိတ်ထဲမှာလည်းဟာငါဖြစ်ခဲ့ဆန်းသွားတာမဟုတ်ဘူးကိုယ့်အတော့တက်ရက်ဖြစ်အောင်စူးစမ်းပြီးသွားတယ်ဆိုရင်အဲ့စိတ်ကလေးပေါ်သွားပြီဆိုအဲ့ဒါကိုယ့်ရဲ့ confidence ကိုပို့ပြီးတိုးစေတယ်အပြင်မှာလူတွေနဲ့တွေ့ဖို့လည်းကိုကမကြောက်မရွံ့ဆိုတော့ခုနမေဟန်ပြောသလိုပဲပခုံးဖွင့်ခေါင်းကိုမြင်နဲ့တက်ထားလမ်းကိုလည်းတဲ့ရှောက်အဲ့လိုမျိုးပုံစံပေါက်သွားတယ်တခါလေ confidence ရှိတဲ့လူဖြစ်သွားတာပေါ့အဲ့မှာလေနောက်ထပ်အရေးကြီးတာစကားပြောပုံဆိုပုံနဲ့လေယူလေသိမ်းပေါ့စကားပြောတဲ့အခါမှာဖြစ်နိုင်ရင်ဖြစ်နိုင်သလောက်တီတီငြိမ်ငြိမ်နဲ့ပြက်ပြက်တတရှင်းရှင်းလင်းလင်းပေါ့အဲ့လိုမျိုးပြောတတ်ဖို့အရေးကြီးတယ်ဥမာမေဟန်လုပ်ပြမယ်ဟိုလေးကိုဟိုကဘန်းအကောင့်ဖွင့်ချင်လို့အဲ့ဒါလေးဘယ်လိုလုပ်မလဲမသိဘူး။နောက်မှတ်ပုံတင်ရလဲမပါတော့လေအဲ့ဒါဖြစ်ပါမလားမသိဘူးနော်။ဘယ်လိုလေးလုပ်မလဲမသိဘူး။အဲ့လိုမျိုးပြောနေမဲ့အစားအခုဘန်းအကောင့်တင်ဖွင့်ချင်လို့အဲ့ဒါဒီ form လေးဖြည့်ပေးရမလား။မှတ်ပုံတင်မပါတော့ကြတော့ဘယ်လိုအဆင်ပြေအောင်လုပ်ရမလဲ။အဲ့လိုမျိုးပေါ့ကိုကဘာလို့အဲ့လဲအဲ့ဒီဟာကိုတိတိကျကျညီငြိမ်ပြောတတ်တဲ့အကျင့်လေးအဲ့ဒါလေးလုပ်ပေး။အဲ့ဒီဂျားထဲမှာအပိုတွေထဲတဲ့ဟိုလေးဟိုဟာလေးတို့ပေါ့နော်တို့ဟုတ်မယ်ထင်တယ်အဲ့မသေးကြမရေရသလိုစကလုံးတွေပေါ့အဲ့ဒီဟာတွေကဒီမေဟန်တို့စကားကိုဘာမှအကျိုးမပေးဘူးအကျိုးမပေးတဲ့အပြင်အကျိုးတောင်ရုပ်စေတယ်အဲ့ဒီဟာတွေထည့်လိုက်တဲ့အတွက်စကားဟာ direction မရှိတော့ဘူးဘယ်ကနေဘယ်သွားနေမှန်းဘာကိုပြောချင်မှန်းအဲ့ဒီစကားရဲ့ power ပေါ့အဲ့ဒီစကားရဲ့ power လုံးဝပျောက်သွားတယ်တစ်ဖက်ကနားထောင်နေတဲ့လူကလည်းကိုစကားကိုအဲ့လောက်ရေးမပေးတော့ဘူးဟုတ်ပြီလားနောက်တစ်ခုကစကားပြောတဲ့အချိန်မှာ speed ပေါ့အဲ့ speed ကိုလည်းတတိထားပြီအထူးသဖြင့်ဆိုရင်မေဟန်တို့ဒီ public speaking လုပ်တယ်လူတွေရှေ့မှာ presentation လုပ်တယ်ဒါမှမဟုတ်ကိုယ်တထေးနဲ့တွေ့တယ်လူအစ်တယောက်နဲ့တွေ့တယ်အဲ့ဒီအချိန်မှာဆိုစိတ်လှုပ်ရှားတော့ကြစကားကမြန်ပို့ပြောတယ်မျက်လုံးမြန်ပြောတာဘာနဲ့တူလဲဆိုတော့ဟာငါဒီစကားအတိတ်ရေးမပါဘူးအဲ့ကြောင့်နေအချိန်တိတ်ပေးဖို့မလိုတော့အမြန်ပြောသွားတာမျိုးဖြစ်တယ်အဲ့ကြကိုယ့်ရဲ့တကယ်စကားရဲ့တန်ဖိုးကညော့သွားတယ်ကိုဘာပြောနေမှအောင်လဲဟိုဘက်လူရဲ့ခေါင်းထဲမှာ memory ထဲမှာခဏလေးပဲဝင်သွားတဲ့အတွက်တေချာမှတ်မိဘူးအဲ့ကြောင့်မို့စကားကိုတီတီငြိမ်ငြိမ်ပြင်အဲ့ဒီအချိန်ယူပြီးတော့ကိုယ့်ပါဇက်ကဘာထွက်လဲစကားလုံးကိုအဲ့ဒါလေးကိုပါ attention ပေးပြီးတော့သိနိုင်အောင်ပေါ့အဲ့ဒီဟာကိုလေ့ကျင့်တယ်အဲ့ဒီတဖြည်းဖြည်းနဲ့ငြိမ်ငြိမ်ပြောတတ်တဲ့အချင်းရှိရင်အဲ့ဒီစကားကိုဟိုဘက်ကလူကပို့ပြီးတန်ဖိုးထားတယ်ဟိုဘက်လူကပိုနားထောင်ခြင်းနဲ့ဆိုတော့ဒါလုံးဝ confidence ဖြစ်တဲ့လူရဲ့ image ပေါ့အဲ့ဒီဟာကိုရတယ်ကဲညီမတို့အဲ့တော့ယုံကြည်မှုရှိတဲ့လူတယောက်ဖြစ်အောင်အခုမေဟန်ပြောသွားတဲ့အချက်တွေကကိုအရင်ဆုံးစိတ်ဝင်စားမှုအချက်ပေါ့အဲ့ဒီကစပြီးလေ့ကျင့်လိုက်လေအဲ့ဒီဟာရပြီဆိုမှနောက်တစ်ခေါက်ဗီဒီယိုပြန်လာကြည့်လိုက်နောက်တစ်ချက်ကိုလေ့ကျင့်လိုက်အဲ့လိုမျိုးတစ်ဖြည်းဖြည်းလုပ်သွားပေါ့ကို့ဘာသာလေ့ကျင့်ုံနေမကဘူးကိုယ့်အိမ်မှာရှိတဲ့မောင်လေးတွေညီမလေးတွေသူတို့ကိုလည်းဖြစ်နိုင်ရင်ပြောပြပေးဘာဖြစ်လို့လဲဆိုတော့ဒီ confidence ဆိုတာတက်နိုင်တော့ငငယ်တွေကရှိလေကောင်းလေပဲခုဒီမှာ summer holiday ဆိုတော့မေဟန်ရဲ့ချုပ် clients တွေကဆယ်ကျော်သက်အရွယ်တွေပါတယ်။ကျောင်းပိတ်တော့ကြငငယ်တွေကသာကိုယ့်ကိုယုံကြည်မှုရှိတဲ့လူဆိုရင်အခုဆယ်ကျော်သက်အရွယ်မှာဖြစ်တဲ့သူများတွေကနိုင်ကျင့်တာတို့အပေါင်းအသင်းမှားတတ်တာတို့ကိုကဘာစိတ်ဝင်စားလဲကိုကဘာကိုလှုပ်ချင်လဲမသိဘူးအဲ့လိုမျိုးဝိုးရိုးဝါးတာဖြစ်တာတို့မရေမရာဖြစ်တာတို့အဲ့ဒါတွေမရှိတော့ဘူးဟာအဲ့ဆိုညီမတို့ကမေးလာမယ်ဘာတွေလုပ်ပေးနိုင်လို့လဲအဲ့ဒီ confidence ကအဲ့ဒါတွေအားလုံးကိုအခုမေဟန်ပြောပြမယ်လူတယောက်ကအောင်မြင်ဖို့ဆိုရင်အဲ့အောင်မြင်မှုရဖို့အတွက်အခွင့်အလမ်းတွေအခွင့်အရေးတွေအဲ့ဒါတွေလိုအပ်တယ်ဟုတ်တယ်မလား confidence ရှိတဲ့လူကကြတော့အဲ့ဒီလိုအပ်တဲ့အခွင့်အလမ်းတွေအခွင့်အရေးတွေကိုသူများတွေလို့စောင့်နေမယ်အစားကိုယ့်ဘာသာကိုဖန်တီးယူလို့ရတယ်အဲ့ဒါ confidence က power ပဲနောက်ပြီးတော့အခုမြန်မာပြည်ဆိုရင်နိုင်ငံတကာနဲ့ဆက်သွယ်မှုများလာပြီအလုပ်ကိုင်ခွင့်လန်းတွေကလည်းအခုတိထက်ပို့ပြီးတော့များအောင်ပါမြန်မာပြည်လို့ပြောလိုက်ရင်နိုင်ငံတကာမှာဘယ်သူ့ကိုအရင်ဆုံးသိလဲဒေါန်ဆန်းစုကြည်ဆိုပြီးတော့အမေစုကိုသိတာအမေစုဆိုတာကလည်းကိုယ့်ကိုယုံကြည်မှုအပြည့်ရှိတဲ့အမျိုးသမီးတယောက်ဟုတ်တယ်မလားအဲ့ကြတော့မြန်မာအမျိုးသမီးတွေဖြစ်တဲ့မေဟန်တို့တွေညီမတို့တွေအမေစုရဲ့သမီးတွေပဲလေအမေစုလိုမျိုးယုံကြည်မှုရှိအောင်လုပ်ရမှာပေါ့နော်နောက်ပြီးတော့ main ကလေးဆိုတာကနောက်တစ်ချိန်မှာမိခင်ဖြစ်လာမဲ့သူတွေမိခင်ဆိုတာသားသမီးအတွက်လုံးဝစံပြမိခင်ကဘယ်လိုလဲအမေကဘယ်လိုလဲသားသမီးကအဲ့လိုမျိုးလိုက်လုပ်တာအဲ့တော့ကိုယ်တိုင်ရတာဒီ confidence ရှိတဲ့ယုံကြည်မှုရှိတဲ့အမျိုးသမီးတယောက်ဖြစ်လာနိုင်ရင်ကိုယ့်ရဲ့နောင်မျိုးဆက်ကလည်းကိုယ့်လိုပဲယုံကြည်မှုအပြည့်ရှိတဲ့လူတယောက်ဖြစ်ဖို့ဆိုတာအလွယ်လေးပဲဒီလိုပဲတဖြည်းဖြည်းနဲ့မေဟန်တို့မြန်မာအမျိုးသမီးတွေဒါကိုယ့်ကိုယုံကြည်မှုရှိအောင်လုပ်လာနိုင်ရင်မေဟန်တို့ရဲ့ဒီနောင်မျိုးဆက်တစ်တွေမြန်မာနိုင်ငံတစ်နိုင်ငံလုံးကလည်းယုံကြည်မှုအပြည့်ရှိတဲ့လူငယ်တွေနိုင်ငံတကာနဲ့ရင်ဆိုင်နိုင်တဲ့လူငယ်တွေဖြစ်သွားမှာအဲ့တော့ဒီလိုမျိုးကိုယ့်ဘဝအတွက်ကိုယ့်သားသမီးအတွက်နောက်ပြီးတော့ကိုယ့်နိုင်ငံအတွက်ပါအကျိုးရှိတဲ့ confidence မိမိကိုယုံကြည်မှုအဲ့ဒါလေးရှိအောင်ကြိုးစားလိုက်အောင်နော်အဲ့တော့မေဟန်ရဲ့ဒီဗီဒီယိုလေးကိုအကျိုးရှိတဲ့အသုံးဝင်နေဆိုရင် like လုပ်ပေးပြီးတကယ်ချင်းနဲ့လည်း share လုပ်ဖို့မမေ့နဲ့နော်နောက်ဗီဒီယိုကြမှာတွေ့ရအောင် bye